ခေဗျ168သိန်းနဲ့ crown 2009လေးစီးပါဒီကားလေးဖြစ်မယ်နော်ဒီကောင်လေးက crown အတလက်ကိုမှ model 2009ဖြစ်မယ်နော်ပြီးရင် engine power 2.5 ဖြစ်မယ်ကရုံးဖြစ်မယ်နော်ကျွန်တော်ပြောလို့ပဲကရုံးတောင်တမွေးမှမပါဘူးโอเคကားလေးကတော့တန့်မယ်ပြန့်မယ်ပေါ့နော်သူ့ဟာလေးနဲ့သူ black edition လေးနော်အမဲအောင်ကြိုက်ပါတယ်ဆိုတော့လူကြီးမင်းတွေလူငယ်တွေမမတွေအတွက်ဒီကောင်လေးစီးဖို့ recommend ပေးပါတယ်ကားလေးကတော့တန့်အောင်မယ်နော်โอเคကားကြောလေးကိုတစ်ချက် show ကြည့်လိုက်မိခွက်တွေပါရင်ကျွန်တော်လုံးဝအကွဲနာစာမရှိဘူးကာလာတွေပါဆိုတော့တစ်ခုမှပြန်လှုပ်ဆရာမလို့နော်ဒီကောင်လေးတက်ပြက်နေဦးမယ်နော်အရင်လက်ချင်တယ်ဆိုရင်တော့ကွန်ပေါင်းတစ်ကြောင်းလောက်ထပ်ဆွဲလိုက်ပါကျွန်တော်ကွန်ပေါင်းတော့ထပ်ဆွဲထားပြီကျွန်တော်ခြေတက်လေးလုံနေတော့โอเคဗျာကျွန်တော်အတွင်းခန်းလေးချက် show ကြည့်မယ်နော်အတွင်းခန်းလေးဆိုရင်တော့သူ့ရှမွိုင်းလေးဆိုလဲမစိုးတော်တက်ရက်တဲ့ထဲမှာပါတယ်ဗောနော်အဲကွန်ပါညာလုံးဝအေးစိတ်နော်ကားအကောင်းတော့ကားအတန့်နော်ကျွန်တော်ပြောရောင်းချပေးမဲ့ဈေးက168တိတ်တမွေးမှမပါဘူးနော်ကတုံးဆိုမှကတုံးโอเคဗျစက်တန်လေးချက်နားထောင်ကြည့်မလားကျွန်တော်စက်တန်လေးโอเคဗျစက်တန်တော့လုံးဝအဖက်ညံ့ညောငိန်စင်းနေစီရမယ်နော်လုံးဝ eco mode လေးပါလေးနေဆိုတော့စီစားလေးတက်တာလည်းပြင် engine power လည်း 2.5 ဆိုတော့ပြောစရာမလိုဘူးစီလေးကတော့တော်တော်လေးတက်တာမယ်โอเคကျွန်တော်အနောက်ခိုင်းလေးချက်ကြည့်မယ်နော်ကီလိုအဖြစ်လဲဒီကောင်ကီလို3,900ရှိပြီနော်โอเคပါဗျကားရဲ့အားနေချက်အားတာချက်လေးတွေကိုကျွန်တော်ဖွင့်ဖွင့်လင်းပြောရအောင်ပေးပါရင်နော်โอเคပါအနောက်ခန်းလေးတစ်ချက်ကြည့်မလားအနောက်ခန်းလေးဆိုရင်လဲခေါင်းစီလင်ပါညာဆိုလဲသူ့ဟာလေးနဲ့သူတက်နေတဲ့ကြံနေတဲ့ကျွန်တော်အကြိုက်ဆုံးတော့သူ့ရှမွိုင်းလေးပေါ့နော်တော်တော်လေးတက်ရရှိသေးတာပေါ့နော်โอเคဗျလက်တင်ပါညာတော့ဒီမှာနော်တမွေးမပါလုံးဝပြောင်းလက်နေရပဲကတော့โอเคကျွန်တော်အနောက်ခန်းချက်ကြည့်မှာနော်โอเคဗျာအနောက်ခန်းဆိုရင်လည်းမစိုးဘူးတွားလေးနဲ့သူတက်တယ်ရက်တယ်တန့်တယ်ပြန့်တယ်နော်မိခွက်တွေပါညာဆိုအကွဲနာစာမရှိဘူးနော်ဒီကောင်လေးတော့နည်းနည်းရေဝင်ထားလို့နည်းနည်းမိုးမယ်ဒါပွင့်လင်းပြောရအောင်ပေးတာပါโอเคဗျကျွန်တော်အနောက်ကန်လေးချက်ပြပေးမယ်နော်လူကြီးမင်းတို့အနောက်ကန်လေးဘယ်လိုရှိလဲဆိုကားလေးကတော့ engine gear ပေါက်အဆွဲယုံကျွန်တော်အမှတ်ခံပေးရနော်အကုန်လုံးဈေးလေး168သိန်းဟိုဆောင်းလီအောင်မချသေးဘူးနဲ့ဆောင်းတော့လျှော်တော့ sorry ဗျာငါဗျသူ့ရဲ့ဟွာလေးဆိုရင်နော်တန့်ပြန့်နေမှာသူအလွိုင်းကြည့်လိုက်တွေ့လားနောက်ကန်နေပါဆိုတန့်မယ်နော်တက်ရအောင်မယ်โอเคဗျကားရတော့အမဲအောင်ဖြစ်တဲ့ဆိုတော့အတိုင်းပဲရေဆေးပြီးလက်ချက်ချင်းဖုန်တင်တာပေါ့နော်ဒါအမဲအောင်လေးစီးပူးလိုက်တိုင်းတီးပါတယ်โอเคဒီကားလေးကိုကြိုက်နေတက်လို့မေးမြန်းချင်တယ်ဆိုကျွန်တော်ဖုန်းနံပါတ်3996915969ကိုဆက်တွယ်ပြီးမေးမြန်းလာလို့ရနော်ကားလေးကိုကြည့်ချင်တယ်ဆိုရင်ပြောနေရအတိုင်းပဲရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာကြည့်ရမယ်ပေါ့နော်လိုင်စင်ကားမဟုတ်ပါဘူးโอเคဗျမနော်သူရဲ့ engine ခန်းလေးဆိုဒီလိုနေထားမှရှိမှာနော် GRS 200လေးဖြစ်မှာနော်ဒီကောင်engine လေးချက်ပြပေးမယ်နော်ဒီမှာဗျသူ engine လေးဆိုရင်လည်းမစိုးเนาะဒီမှာ CEO စိတ်ပါညာအကုန်ကင်းတယ်เนาะโอเคကျွန်တော်ပြောတဲ့အတိုင်းပဲရောင်းချပေးမယ်ဈေးက168သိန်းမှာညှိနှိုင်းနဲ့ရောင်းချပေးမယ်โอเคပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဆိုင်ပါဘိုင်